မိတ်လာပါရှင်တူတကူဆရာတော်တဲ့ဝီရတူတို့လူမျိုးတုံးတက်ဖြတ်မှုလှုပ်ဆောင်ခဲ့ကြောင်း ICJ မှာတက်တင်တည်သွင်းခရတဲ့တဲ့ပါဝေဒီနေ့ဇန်နဝါရီလ14ရက်နေ့နေ့လယ်ပိုင်းရဲ့နောက်ဆုံးရတဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင်ကျွန်မမေရီပါပထမဆုံးတဲ့တပုတ်နေနဲ့တူတကူဆရာတော်နဲ့ဝီရတူတို့လူမျိုးတုံးတက်ဖြတ်မှုလှုပ်ဆောင်ခဲ့ကြောင်း ICJ မှာတက်တင်တည်သွင်းခရတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံရဲ့နာမည်ကျော်ဘုံတက်ဆရာတော်တီတကူဆရာတော်နဲ့ဝီရတူကလူမျိုးတုံးတက်ဖြတ်မှုအတွက်လုံဆောင်ခဲ့ကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာကမ္ဘောဒီးယားနိုင်ငံကတက်တင်ထွက်ဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကတီတကူဆရာတော်နဲ့ဦးဝင်းရတူတို့ကဘာတာရေးအစိုးရတွေးထုတ်လုံဆောင်မှုတွေရဲ့တက်တင်အထောက်အထားတွေနဲ့တကွကမ္ဘောဒီးယားနိုင်ငံရဲ့ရှေ့နေအာဆာလာဆူလာမာက ICJ မှာတင်သွင်းထားပါတယ်။ရှေ့နေအာဆာလာဆူလာမာကမြန်မာစစ်တပ်ရဲ့လူမျိုးတက်ဖြတ်မှုရည်ရွယ်ချက်အထောက်မြောက်စေဖို့ဘာသာရေးခေါင်းဆောင်တွေကနောက်ွယ်ကနေပတ်ပို့ခဲ့ကြောင်းတရားရုံးမှာထွက်ဆိုထားပါတယ်။ဒီတကူဆရာတော်ကစစ်တပ်တွေဟောက်ပြောခဲ့တဲ့တရားတပုတ်မှာဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကိုတက်ဖြတ်တာဟာအကုတုမဖြစ်တာနဲ့သူတို့ဟာတရိษံတတာဖြစ်တာကြောင့်ဇိုးရည်ဆရာမလိုဘူးလို့ဥပမာပေးဟောက်ပြောတာကရိုဟင်ဂျာတွေကိုရည်ညိုးတယ်လို့ဆွဆွဲထားပါတယ်။အဲ့ဒီဟောက်ပြောချက်ကစစ်တပ်တွေအနေနဲ့လူမျိုးတုံးတက်ဖြတ်မှုကိုဝန်မလေးစေဖို့ဘာသာရေးအရာလာဖွင့်ပေးတာဖြစ်တယ်လို့ထောက်ပြထားပါတယ်။ဦးရတူကလည်း2016ခုနှစ်အတွင်းရခိုင်ရှေ့တာစစ်မြေပြင်အထိစစ်တပ်ရဲ့အကူအညီနဲ့တွားရောက်ခဲ့ပြီးတော့စီဒီပြည်နဲ့ကျန်းပင်ကျေးရွာတွေမှာတပ်ဖြတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့တာတွေကိုလည်းတက်တည်ပြထားပါတယ်။အဲ့ဒီအပြင်စစ်ကောင်ဆောင်မြောက်လိုက်ကဝီရတူကို2023ခုနှစ်မှာတီရင်းပြန်ချီပွဲအားနည်းခဲ့တာဟာလူမျိုးတုံးတပ်ဖြတ်မှုကိုလုံဆောင်သူကစစ်တပ်ကတရားဝင်အတိအမှပြုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ဂါဘီယာတရားရေးဝန်ကြီးဒေါ်တာကျဲလိုက ICJ တရားရုံးမှာဒါဟာတကယ်လူတပ်တွေတကယ်ဖြစ်ရတွေအကြောင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကရိုဟင်ဂျာတွေဟာဖြစ်စည်းဖို့အတွက်စနစ်တကျပြစ်မှတ်ထားခါခဲ့ရတာပါလို့ဆိုထားပါတယ်။ဂါဘီယာရှေ့နေပေါ်ရိုလာကလည်းစစ်တပ်ရဲ့ကျူးလွန်ခဲ့တဲ့အစုလိုက်မတေးကျမှုတွေကလေးငယ်တွေကိုမိရှုတက်ဖြတ်တာတွေနဲ့လေအီကာတွေကိုဖျက်တောက်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်းတရားရုံးမှာတက်တည်ခဲ့ပါတယ်။နောက်ထပ်တဲ့ပုတ်အနေနဲ့ ICC မှာကိန်းဌာနကမြို့နယ်ဦးစီးမှု6ဦးခေါ်ယူတဲ့တရေကိုတင်ဆက်ပေးပါမယ်ရှင်။ခရင်းနီပြည်ကျန်းကလာအုပ်ချုပ်ရေးကောင်စီ AEC ရဲ့စီမံကိန်းပတ်တာရေးနဲ့အခွန်ဌာနလက်အောက်မှာရှိတဲ့စီမံကိန်းဌာနခွဲကတာဝထားဆောင်ဖို့မြို့နယ်ဦးစီးမှု6ဦးကိုခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။ရှောက်ထားလိုတူတွေအနေနဲ့ဂရင်းနီပြည်နယ်အတွင်းနေထိုင်သူပြည်နယ်အတွင်းမတီဒေတာမဆိုတာဝန်ထားဆောင်နိုင်သူနဲ့တက္ကသိုလ်တော့မဟုတ်ကောလိပ်သူဟုကဘွဲတော့မဟုတ်ဒီပလိုမာရရှိသူဖြစ်ရမယ်ဖြစ်ပြီးရုပ်ပိုက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံအနည်းဆုံးတစ်နှစ်ရှိဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီပြင်ကွန်ပျူတာကျောင်းကျစာအသုံးပြုနိုင်သူဖြစ်ရမယ်ဖြစ်ပြီးခါအတာခါရပါကအနည်းဆုံး2နှစ်တာဝန်ထားဆောင်နိုင်ရမယ်လို့တတ်မှတ်ထားပါတယ်။အဲ့ဒီမြို့နယ်ဦးစီးမှုတွေအနေနဲ့မြို့နယ်အလိုက်နေစီစီမကိန်းတွေကိုညီနိုင်ရေးဆွဲတာတွေဒေတာတရစီမကိန်းနဲ့ရသုံးမောင်းဝေချေးစီရေးတွေကိုတိုက်ဆိုင်ရာဌာနတွေကိုတင်ပြတာတွေနဲ့ကျွေးရရောက်ွက်အခြေပြုလူမှုစီးပွားရေးအခြေအနေစည်ရေးကောက်ယူတဲ့လုပ်ငန်းတွေကိုတာဝန်ထားဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ရှောက်လာတွေကိုဇန်နဝါရီလ26ရက်နေ့ထိလက်ခံသွားမယ်ဖြစ်တဲ့အတွက်အလောက်ခေါင်စာမှာဖော်ပြထားတဲ့ Signal Telegram နဲ့ email မှာပေးပို့ပြီးတော့ရှောက်ထားနိုင်တယ်လို့အတည်ပြုထားပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ TNLA ကစစ်တပ်အယောက်100ကိုပြစ်လွတ်ပေးခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။တန်အမျိုးတပ်လွတ်မြောက်ရေးတမတော် TNLA ကဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တပ်တရားကိုပြစ်လွတ်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကကြာရောက်ခဲ့တဲ့63နှစ်ပြည့်တန်အမျိုးတပ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေနဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ဥက္ကဋ္ဌတာအဘော်ရဲ့အမိန့်နဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တုပ်ပ100ကျော်ကိုလွတ်ပေးခဲ့တယ်လို့ဆိုထားပါတယ်။လူငယ်ချတပ်ခွေရသူတွေဟာစစ်တပ်100ဦးနဲ့RCSS တပ်ဖွဲ့က4ဦးနဲ့အခြားအဖွဲ့အစည်းက9ဦးပါဝင်ပြီးစုစုပေါင်း132ဦးရှိကအတက်ကြီးသူတွေနဲ့စစ်ပြေးသူတွေဖြစ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီလူတွေဟာ2019ခုနှစ်ကနေ2025ခုနှစ်ထိတိုက်ပွဲတွေနဲ့တိတ်တမြနှစ်ကိုစစ်ဆေးရေးကလာတွေဖာစီယာမိခဲ့တဲ့စစ်တုံးပါတွေဖြစ်တယ်လို့အတည်ပြုထားပါတယ်။63နှစ်ပြည့်တန်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို TNLA ကအင်အား1500ကျော်နဲ့စစ်ရေးပြန်ကတစ်တုံညနှစ်ကိုစစ်စီရဲ့အတွက် TNLA သိမ်းပိုက်ထားတဲ့မန်းတုံမြို့မှာပြုလုပ်ခဲ့ပါတယ်။နောက်ထပ်တဲ့ပုတ်အနေနဲ့လူငယ်တွေကိုနေရာပေးဖို့လိုအပ်နေပြီလို့စစ်ကောင်ဆောင်ပြောတဲ့တဲ့ကိုတိဆက်ပေးပါမယ်ရှင်။လူငယ်တွေကိုနေရာပေးဖို့လိုပြီလို့စစ်ကောင်ဆောင်မရလိုက်ကစစ်အစိုးရပြုလုပ်တဲ့2026လူငယ်ငင်းချရေးဖိုရာဖွင့်ပွဲမိခွန်းမှာထက်တွေပြောကြားခဲ့ပါတယ်။2026လူငယ်ငင်းချရေးဖိုရာဖွင့်ပွဲကိုမနေ့ကဇန်နဝါရီလ17ရက်နေ့
မနေ့ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ MICC တေခမမှာပြုလုပ်ခဲ့ပါတယ်။စစ်တပ်ကကျင်းပတဲ့ရေကောက်ပွဲမှာကိုယ်စားလှယ်လောင်းတွေအနေနဲ့လူငယ်တွေပါဝင်နေတဲ့အတွက်လာမယ့်နိုင်ငံရေးအခင်းအကျင်းတွေမှာလူငယ်တွေကိုနေရာပေးဖို့အခြေတာပြီလို့မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။ဒီအစိုးရကနိုင်ငံတော်မှာပညာတတ်လူငယ်တွေမွေးထုတ်နိုင်ဖို့အတွက်တက္ကသိုလ်တွေကောလိပ်တွေဖွင့်လှစ်နေပြီးတိုင်းရင်းသားတွေတက်ရောက်ဖို့လိုတယ်လို့ဆိုပါတယ်။ခေါင်းဆောင်ကပြောကြားထားပေမဲ့လည်းလက်ရှိမှာနိုင်ငံအတွင်းအလောက်ကိုင်ခွေလာရှားပါမှုတွေနဲ့ပညာတေချာခွင့်နှဲပါမှုတို့ကြောင့်လူငယ်တွေအများစုကနိုင်ငံခြားကိုထွက်ခွာနေကြရပါတယ်။အဲ့ဒီအပြင်အာဏာသိမ်းစစ်တပ်ကစစ်အာဏာရှင်စတင်နေတဲ့လူငယ်တွေအပြင်နိုင်ငံအာဏာလူငယ်တွေကိုစစ်မှုထမ်းခိုင်းစေတာတွေမတရားဆွဆွဲပြီးတော့ဖမ်းဆီးနှိပ်စက်ထောင်ချတာတွေပြုလုပ်လဲရှိပါတယ်။နိုင်ငံအရာတွေမှာလည်းစစ်တပ်ကအယက်တာတွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်တာတွေလူအခွင့်အရေးချုပ်ဖောက်တာတွေလူငယ်တွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်နေပါတယ်။လက်ရှိမှာစစ်ကောင်ဆောင်မင်းအလိုက်အပါအဝင်မြန်မာစစ်တပ်ရဲ့ဒူဟီဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကိုဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုမှုကြောင့်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာစစ်ဆေးလဲရှိပါတယ်။နောက်ထပ်တဲ့ပုတ်အနေနဲ့ KNU လေဒိုဆိုမျိုးနယ်ရုံးကိုစစ်တပ်ပုံကျဲခဲ့တာကြောင့်ကလေးငယ်2ဦးတေဆုံးခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်ရေးနယ်မြေမြိတ်ထဝဲခရိုင်တွင်းရှိလေဒိုဆိုမျိုးနယ်ကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နှစ်အရွယ်ကလေးငယ်2ဦးတေဆုံးခဲ့ရပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ညအချိန်မှာလေဒိုဆိုမျိုးနယ် KNU မြို့နယ်ရုံးကိုစစ်တပ်ကတိုက်လီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အသက်2နှစ်အရွယ်ကလေး2ဦးတေဆုံးခဲ့ရပြီးအမျိုးသမီး8ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။အဖြစ်စဉ်တဲ့အတူပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကလည်းပဲခူးတိုင်းညောင်လေးပေခရိုင်လေဒုံမြို့နယ်အတွင်းကိုစစ်တပ်ကလက်နက်ကြီးဒရုန်းတိုက်ခိုက်ခဲ့တာကြောင့်အရတာ2ဦးတေဆုံးခဲ့ရပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုလိုစိတ်ဝင်စားစရာတင်တွေကိုလက်မလို့စေဖို့ကျမတို့ Greening People Voice Daily Channel ရဲ့ YouTube Channel ကို Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦး။ကြည့်ရှုနှားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။